ဒီမိခွန် generation လေပေါ့နော် generation လေဒါမဲ့အရေးကြီးတယ်အကြီးပေါင်းမဖြစ်အောင်ပဲအယူအားစိတ်တောက်ရမလဲဆရာတဲ့ဘယ်လိုကာကွယ်ရမလဲတဲ့ကြီးပေါင်းမဖြစ်အောင်ဆိုတာကတော့တကယ်တော့ပြောလူတိုင်းကတော့ကာကွယ်လို့မရဘူးလူတိုင်းကတော့ကြီးပေါင်းဖြစ်မှာကြီးပေါင်းဆိုတဲ့အဓိပ္ပာယ်တေချာစဉ်းစားကြည့်လိုက်ပေါ့နော်ဟိုစာလုံးပေါင်းတက်ပုံကိုမကြည့်နဲ့ပေါ့ကြီးပေါင်းဆိုတာအသက်ကြီးလာရင်တော့ပေါင်းမှာပဲကိုယ်နဲ့ကတော့ဆိုတော့အသက်ကြီးတဲ့လူတိုင်းကတော့ကြီးပေါင်းလို့ရှိမှာပဲအာရုံညက်တီဖြစ်စေမညက်တီဖြစ်စေဘုံဒီအယိုးရဲ့ဒီအယိုးအစစ်တွေကချိန်ကြာလာတဲ့အမြဒီ generative ဆိုတော့ပြက်စီးမှာပဲယိုယွန်းပြက်စီးမှာပဲเนาะဆိုတော့အဲ့ဒါကိုကြီးပေါင်းလို့ခေါ်တယ်ဆိုတော့လူငယ်တွေမှာကြီးပေါင်းဖြစ်တယ်လို့ငငယ်တွေဘာလို့ဖြစ်ကြတယ်လို့ပြောရင်လေးအပင်တွေမှာတယ်ပြပန်းနေလို့တယ်ချို့လူကြတော့အာရုံစိုက်မှုများတယ်ချိန်လုံးထိုင်ပြီးတော့ကွန်ပျူတာရှိမှကောင်းမှုပြီးတော့ထိုင်နေတဲ့လူတွေမှာပေါ့နော်အဲ့ဒီမှာအာရုံကြောညက်တာကြာရင်ကြီးပေါင်းဖြစ်တယ်အာရုံကြောညက်တဲ့တက်တန်းကြာရင်ကြီးပေါင်းဖြစ်တယ်ဆိုတော့ပုံမှန်ဆိုရင်ကျွန်တော်အရင်ကတည်းကပြောတယ်ကျွန်တော်စိတ်ထဲမှာကျွန်တော်ကြီးပေါင်းဆိုတဲ့စကားလုံးမသုံးချင်ဘူးသုံးလည်းမသုံးဘူးပေါ့နော်သုံးလည်းမသုံးချင်ဘူးကျွန်တော်အဓိကဘာပဲပြောလဲဆိုရင်အာရုံကြောညက်တယ်ဘယ်နေရာမှာအာရုံကြောညက်တယ်ဒီနေရာမှာအာရုံကြောမညက်ဘူးအဲ့လိုပဲသတ်မှတ်တယ်သို့ပေမဲ့အဲ့ဒီ osteophyte လို့ခေါ်တဲ့အယိုးအသက်ထွက်တာတွေကတော့ကျွန်တော်အတော့ duration ဒီအကျော်ညက်တာဘယ်လောက်ကြာပြီဆိုတော့ duration ပဲပြောပြတာပေါ့နော်ဒါတော့မှအသက်ငယ်တဲ့လူတွေမှာပဲကျွန်တော်ပြောတာအသက်ကြီးပိုင်းမှာဖြစ်နေတဲ့ဟာတွေကတော့ချို့လူတွေမှာဥမာကျွန်တော်စိတ်ထလာတယ်ကျွန်တော်ဒီ C spine ရိုက်လိုက်တယ်အဓိကဖြစ်နေရတော့လမ်ဘာပေါ့နော်ခါနာတာဒါမဲ့ကျွန်တော်တို့လူရမရ C spine ပါရိုက်တဲ့အချိန်မှာလူနာတွေကဘာစံတမ်းမှမရှိဘူးဒါမဲ့ level မှာကြီးပေါင်းတွေအများကြီးပေါ့နော်ဒီဆိုတော့ပြောတဲ့ဒီအသက်ထွက်တာကြီးပေါင်းလို့ခေါ်တဲ့အသက်တွေအများကြီးပဲဒါမဲ့လူနာဘာလဲခဏမှမခံစားရဘူးပေါ့နော်အဓိကဒီမေခွန်ပြောချင်တာကြီးပေါင်းဆိုတာကာကွယ်လို့မရဘူးအသက်ကြီးလာရင်ဖြစ်ကိုဖြစ်တယ်ဆိုတော့အဓိကအာရုံကြောမညက်အောင်တော့နေပေးလို့ရတယ်နော်အာရုံကြောမညက်အောင်တော့ကာကွယ်လို့ရတယ်ဥမာခါဆိုရင်လည်းလွန်ကျူးထိုင်တာမျိုးလွန်ကျူးအလေးမာတာမျိုးပေါ့နော် position တစ်ခုကိုအကြိုင်းနေတာမျိုးပေါ့နော်ခုနောက်ပိုင်းကျွန်တော်ပြောပါတယ်အသက်ဒီကုံထမ်းသမားတွေလက်လုံလက်စားသမားတွေပဲခါကြောညက်နေတာမဟုတ်ဘူးအေးစစ်အရေးထဲမှာထိုင်နေရတဲ့လူတွေလည်းခါကြောညက်နေတယ်ဒါကဘာကိုပြောချင်တာလဲဆိုရင်တော့ position တစ်ခုအကြိုင်းထိုင်ရင်အဲ့ဒါလည်းခါကြောညက်တာပဲအလေးပင်မရင်လည်းခါကြောညက်တာပဲဘလို့နေညက်မှာပဲဆိုတော့အစွန်းနှစ်ဖက်ဒီဟိုပေါ့prolonged sitting ပေါ့နော်အကြိုင်းထိုင်တာကိုလည်းရှောင်ရမယ်လေးပင်အရမ်းမတာကိုလည်းရှောင်ရမယ်ဘဲလန့်ဖြောင်းနေရမယ်ခေါင်းငုပ်ပြီးအာရုံစိုက်နေတာကိုလည်းအရမ်းအကြိုင်းမလုပ်နဲ့နောက်ပိုင်းလူတွေရဲ့ lifestyle ပေါ့နော် modern lifestyle ဆိုတာဒီဒီဖုန်းတွေပေါ်လာတယ် laptop ကွန်ပျူတာတွေပေါ်လာတယ်နောက်ပိုင်းမှာလူတွေကဒီပေါ်မှာပဲအာရုံစိုက်မှုများတဲ့အတွက်ကြောင့်ဒီဆက်ကြီးပေါင်းဆိုတာလွယ်နဲ့ဖြစ်လာကြတယ်ပေါ့နော်အဲ့ဒါတွေဖြစ်များကြတယ်ဒါကလည်းအာရုံစိုက်မှုများလို့ဖြစ်နေတာပဲပေါ့နော်အသက်ငယ်ဒီဖြစ်စေကြီးဒီဖြစ်စေမဆိုင်ဘူးကျွန်တော်စီလာတာစေကျော်တက်တွေလည်းအာရုံကြောပြီးတော့ osteophyte ထွက်ပြီးတော့ဒါကြီးပေါင်းလို့ရက်ခေါ်တဲ့ဟာတွေဖြစ်နေတာလည်းအများကြီးပဲဒါစေကျော်တက်ပဲနော်သူတို့ကြည့်လိုက်မယ်ဆိုရင်တစ်ချိန်လုံးဖုန်းကြည့်တယ် game နှိပ်တယ်ဘာညာအခါကြည့်လိုက်ရင်လည်းဒီခန္ဓာကိုယ်ကြည့်လိုက်ရင်လည်းဒီ scoliosis တွေရချင်နေတာခါတွေကွေးနေတာတွေပေါ့နော်အဓိကဒါပဲပြောချင်တာပါအများပြော TikTok မှာဘူးမကြည့်ဘူးဆိုတော့လေနော်အဓိက short ပဲပေးချင်တာဒီဟို knowledge ကိုအကြိုင်းပြောရင်ဒီလူတိုင်းအကြည့်ဖြစ်ချင်